네, 여러분 안녕하세요. 카만한 코리아가 니주도바래. 그래서 지니마 발리우 뼈다 말리수로 문화가 있는 한국어 읽기 번호 읽기 2 넘버 2 번호. 그래서 reading Korea with culture 2 번호. 아야의အခန်း1 클릭 번호.အခန်း1 클릭ကိုဖတ်သွားမှာဖြစ်ပါတယ်. အဲ့တော့ channel တူတူလိုက်ပြီးတော့ဖတ်ပြီးတော့စာလေးလုပ်ကြည့်အောင်เนาะ. ဟုတ်ပြီ. ကဲအဲ့တော့စကြည့်အောင်.အခန်း1ခေါင်းစဉ်ပေါ့နော်제1화အဲ့တော့제1화가 자로ခေါင်းစဉ်လေးရပါလဲဆိုတော့ 한국은 아시아 동쪽에 있습니다. 코리아가 아시아 땅의 동쪽에 있습니다. 동쪽 아시아만 시래လို့ပြောတာเนาะ အဲ့တော့ 한국은 코리아가 아시아 땅의 동쪽 아시아만 있습니다. ရှိပါတယ်ကဲဟုတ်ပြီเนาะ အဲ့တော့ဆက်သွားကြည့်အောင်ကဲဟုတ်ပြီအဲ့တော့တူတူဖတ်ကြည့်အောင်နော်네 한국은 아시아 동쪽의 한반도에 있습니다. 코리아가 아시아 땅 동쪽 아시아장가 한반도 뭐냐면 제로가 한반도죠. 코리아 준수이고 표라봐 너. 한반도 코리아 준수에만 있습니다. 시바레. 한반도의 북쪽에 중국과 러시아가 있고 동쪽에 있는 바다를 건너면 일본이 있습니다. 허비리만 하나 빠이빠이지야. 한반도의 북쪽 한반도의 북쪽으로 мяу파 마반에 시대 중국 내 러시아 시대 중국 내 러시아 중국,တရုတ်, 러시아, 러시아. အဲ့တော့ 코리아의မြောက်ဖက်မှာ တရုတ်နိုင်ငံနဲ့ 러시아နိုင်ငံရှိပြီးတော့ဒါကမြောက်ဖက်အကြောင်းဟုတ်ပြီနော်ဒါကမြောက်ဖက်အကြောင်းမြောက်ဖက်ပြီးတော့သူကဘာထပ်ပြောလဲဆိုတော့ 동쪽 아시아မှာတဲ့ 있는 바다를 건너면 알아 디 한반도 코리아 전소의 아시아 마시의 바다 빈레고 건너면 소위 일본이 있습니다. 자판항에 시바리래. 야면은 어비 디ပုံမှာ မြင်ရတဲ့အတိုင်းပဲပေါ့ကြီးတို့နော်ဒီပုံမှာပြထားတဲ့အတိုင်းပဲဒါလေးက 이제 ဝိုင်းထားတဲ့ဟာလေးကဒါလေးက 한반도리 ဖြစ်မယ်ပေါ့နော်အဲ့တော့သူပြောတယ် 한반도의မြောက်ဖက် 한반도의မြောက်ဖက် ပေါ့နော်이မြောက်ဖက်မှာကျတော့ဘာရှိလဲ 중국 내 러시아가 ရှိမယ်ဟုတ်ပြီသူ့ရဲ့အရှေ့ဘက်မှာရှိတယ် 한반도의 아시아 마시의 빈레고 꾸라이면 소인 저 봐야함래 일본 자panနိုင်ငံရှိပါတယ်တဲ့ကဲနော်အဲ့ကြည့်အောင် 한국의 다른 이름은 대한민국입니다. 한국의 다른 이름နောက်ထပ်နာမည်တစ်ခုကဘာလဲဆိုတော့ 대한민국 ဖြစ်ပါတယ်တဲ့အဲ့တော့ 대한민국 ကတော့ပြောမယ်ဆိုရင်တော့တောင်ကိုရီးယားနိုင်ငံပေါ့နော် အဲ့ဒါကိုပြောတာ 한국 ကတော့ရိုးရိုးကိုရီးယားဆိုပြီးတော့ပြောကြတယ်ကြီးတို့အလွယ်အနေနဲ့ပေါ့နော်အဲ့တော့အရှေ့ကကြတော့သူ့ရဲ့အရှေ့ကကြတော့ 대한민국 တောင်ကိုရီးယားလို့ခေါ်တယ် 한국 ကလည်းတောင်ကိုရီးယားပါပဲဒါပေမဲ့သူ့ရဲ့အရှေ့နောက်ထပ်တခြားနာမည်က 대한민국 ဟုတ်ပြီနော်အဲ့တော့ 대한민국의 수도는မြို့တော်ကတော့ 서울입니다. 서울မြို့ဖြစ်ပါတယ်တဲ့ 서울은 한반도의 중심에 있습니다. 서울မြို့က 한반도 코리아 준수의 중심 알레바호마 시리에 인구는 5천만 명 정도인데 인구수라 이제 루우이 표현하나 수도가 자로 묘로가 자로 서울 번호 제로 서울로 담아မြန်မာလို့ဆိုရင်တော့아메 들어와로 서울로 파면 알아 디뮤 코리아의 루우이야 발라올래 5천만 명아 이제 500야 너? 500야 루우이 500야 시비로 정도인데 1000만 명 정도가 서울에 삽니다. 발라올래 500야 라우가 500야 라우가
서울에 삽니다. 소묘만နေပါတယ်တဲ့အဲ့တော့ကိုရီးယားမှာလူဦးရေအယောက်300ရှိရတဲ့မှာ300လောက်ကကြတော့ဆိုးလ်မြို့မှာနေကြတယ်ပေါ့ပြောချင်တာကတော့ဆိုးလ်မြို့မှာကလူဦးရေပို့ပြီးတော့များတယ်နေထိုင်တဲ့လူဦးရေများတယ်လို့ပြောချင်တာပေါ့နော်ဟုတ်ပြီနောက်တစ်ခုကြည့်အောင်နောက်တစ်ခုကကြတော့ 한국에는 산이 많습니다. ကိုရီးယားမှာကတောင်နေများတယ်산이 많습니다. 한국의 70%가 산이지만 산의 높이가 아주 높지는 않습니다. အဲ့တော့ကိုရီးယားရဲ့70% 90%လောက်ကဘာတွေလဲစန်တောင်နေပင်မဲ့ပေါ့နော်တောင်နေဖြစ်ပင်မဲ့စားနဲ့ 높이가 တောင်ရဲ့ 높이 အမြင့်ကိုပြောတာတောင်ရဲ့အမြင့်က 아주 높지는 않습니다. အရန်ကြီးတော့မမြင့်ဘူးပေါ့နော်တောင်နေရှိပင်မဲ့တောင်နေများပင်မဲ့လေတောင်နေကလိုမျိုးအရန်မြင့်မာတဲ့တောင်နေတော့မဟုတ်ဘူး 한반도의 동쪽과 서쪽 남쪽에는 동해, 서해, 남해가 있습니다. အဲ့တော့တောင်ဒီကိုရီးယားကျွန်းဆွယ်ပေါ့နော်ကိုရီးယားကျွန်းဆွယ်ရဲ့ 동쪽, 서쪽, 남쪽 ဟုတ်ပြီရှယ်တို့ကြည့်အောင် 동쪽 ကအရှေ့ဘက်ကိုပြောတာဟုတ်ပြီနော် 동쪽 ကရှယ်တို့အရှေ့ဘက်ကိုပြောတာ서쪽가 자로 안나우파 비록 남쪽가 자로 다운파 심해보나 북가 자로 이제로 мя우파 피달리면은 동서남북 소리시 알아 에이마 아시바 안나우파 다운바디마 바시데 동해 서해 남해 소리시 알아 동해가 바리 소위 အရှိပင်လေကိုပြောတာနော်စောဟဲကကြတော့အနောက်ဘက်ပင်လေနမ်ဟဲကကြတော့တောင်ဘက်ပင်လေဖြစ်မယ်အဲ့တော့ဟုတ်ပြီအရှိဘက်မှာဆိုရင်ဘာရှိမလဲဒီအရှိပင်လေရှိမှာပေါ့ဒုံကျုပ်မှာဆိုရင်ဒုံကျုပ်မှာဆိုလို့ရှိရင်ဒုံဟဲရှိမှာပေါ့စောကျုပ်ဆိုရင်စောဟဲရှိမယ်နမ်ကျုပ်ဆိုရင်နမ်ဟဲရှိမှာပေါ့ဒါနော်တောင်ဘက်ခြမ်းမှာဆိုရင်တောင်ဘက်ပင်လေရှိမှာပေါ့နော်ဆိုတော့စောဟဲဝနမ်ဟဲနင်섬들이 많습니다စောဟဲခုနကပြောလိုက်တဲ့အနောက်ဘက်ပင်လေနဲ့နမ်ဟဲကျတော့တောင်ဘက်ပင်လေမှာကြတော့ som ဆိုတာကကျွန်းနေနော်ကျွန်းနေဘာဖြစ်လဲ 많습니다 များပါတယ်တဲ့ကဲဟုတ်ပြီဒီတိရမယ်နော်နောက်တစ်ခုဆက်ကြည့်အောင်နောက်တစ်ခုကကြတော့ဘာပြောလဲဆိုတော့ 한국에는 봄과 여름 가을 겨울에 세계절이 있습니다. 사계절이 있습니다. 알아 코리아마가 봄, 뇌우에 여름 뇌야디에 가을, 사우에 겨울, 사우야디에 소비로 사계절, 야디, 레야디 시대. 알아 계절 자 이제로 seasons 데 야디를ပြောတာ 시야 사기 ထဲလိုက်တဲ့ 레야디 시대. 너? 야디, 레야디 시대로 ပြောချင်တာ ဟုတ်ပြီအဲ့တော့ 여름에는 날씨가 아주 더울 때는 여름에 날씨가 아주 더울 때는 기온이 30도 이상 올라갑니다. 여름에 뇌야디마 날씨가 야디우두가 아주 더울 때는 아시안고 뿔의 아카뮤마 기온ဆိုတာအပူချိန်နော်အပူချိန်ကတဲ့ 30도 이상 이제로 이상가 ဘာလဲဆိုအထက်ဆိုတော့도ဆိုတာက degree ပေါ့နော် 30도 ဆိုတော့ 30 degree 이상 ပါကြအထက်ကို 올라갑니다 တက်သွားတယ်ဟုတ်ပြီနော်ဒါကဒီ 여름 맛이 여름의 날씨 ပေါ့နော်အဲ့တော့ 겨울의 날씨 ကြည့်အောင် 겨울의 날씨가 아주 추울 때အဲ့တော့상야디마 야디도 아일의 칭소인 영하 10도 이하로 내려갑니다. 영하 이제로 바벼지나래서 마이너스 고 벼지나. 너 마이너스 10도스로 10 degree 10 degree 이하. 나트레 나롱 트레 마타메 이산의 이하. 이상아 아타고 벼라. 이하스로 아고 벼라. 헛나 이하로 내려갑니다. 신노아래 자 신노아래 부쟁아. 그러면 내려갑니다. 자, 신화바에. အဲ့တော့ပြောမယ်ဆိုလို့ရှိရင်နွေရာသီမှာတအားပူတဲ့အချိန်ဆိုရင်အပူချိန်က
30 degree အထက်ထိကိုတက်သွားပြီးတော့စောင်းရသည်မှာတအားအေးတဲ့အချိန်ဆိုရင်အပူချိန်က -10 degree အောက်ကိုကျဆင်းသွားတယ်เนาะ그리고တဲ့ပြီးတော့ 6월에는 비가 많이 오는 장마철이 있습니다. ပြီးတော့ 6월 6လပိုင်းမှာ 비가 많이 오는 မိုးအရမ်းရွာတဲ့ 장마철 မိုးအရမ်းရွာတဲ့ဒီမိုးရွာတဲ့အချိန်ကာလလေးရှိတယ်ပေါ့ 장마철 ကကြတော့ဒီလိုမိုးရွာတဲ့အချိန်ကာလကိုပြောတာပေါ့နော်အဲ့တော့6လပိုင်းမှာဆိုရင်တော့ 장마철 လို့ခေါ်တယ်မိုးရွာတဲ့အချိန်ကြီးရှိတယ်ကဲဟုတ်ပြီရမယ်နော်အဲ့တော့ဒါလေးကကြတော့တောင်ကိုရီးယားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပေါ့နော်အဲ့တော့အပေါ်မှာကကြတော့သူ့ရဲ့ဒီနေရာလေးတွေပြောထားတယ်အောက်မှာကြတော့ဒီမြို့တော်ရဲ့လူဦးရေအကြောင်းတွေပြောတယ်ဒါကကြတော့ပြီးလို့ရှိရင်ဒီမှာဆိုရင်တောင်တွေရှိတဲ့အကြောင်းအရှိတ်ချမ်းမှာဘာတွေရှိတဲ့အကြောင်းဒါပြောပြီးတော့အောက်ကကြတော့ဒီတောင်ကိုရီးယားရဲ့ရာသီဥတုအကြောင်းကိုပြောတယ်ပေါ့နော်